Hello, Saniba. Saniga, Dine, the Shishi Mona, Sani is your Piagili out happy that the nation lima, the bloody the Kaya, Shishi Lima, Sanila, sign it. The Kaya takes out our name. The Kaya minusakli less and go with Vita did the Kaya di Matai Java machine. Kuzo, Java, Java Kajai, and Yoshi, Casmivo Lipume, Pumianes, Jiu, Lutout Hemebono, Heavy Danes, and your meaning and some of me. A cool of where I less only these and you feel Sajamena. Hi, Jiva. Jiu, Lutout would have a name. Happy. As well, Casmivo is up with my share. You go to the loud heavy dive to the desk and you minute make a lick not some mammy. Who's a genella suvi to the desk, totally satebame. That's a below us and you wait hard, Matali, Tali tebame. Tu a ta danh niဖြစ်တဲ့အတွက်တခါလေရမ်းမစုခင်နေရထည့်ထားရမယ်နော်။ဒါတော့ကြက်မဲ။ပေါ့နော်။ရှစ်ကျုံးပဲပေါ့။ကြက်မဲနော်ဝက်ကုတ်တာ။ဒါလေးကတော့ဝက်ကုတ်သားလေးပါ။ဟောမှာ ready made လီးပြီးသားလေးဖြစ်တဲ့အတွက်အသစ်ထည့်လိုက်ရုံပါပဲ။ကဲအခုဆိုရင်တော့ရင်းနှီးပွက်ပွက်ဆူလာကြီးဖြစ်တဲ့အတွက်စန်နီတို့ရဲ့နောက်ထပ်တစားပလာလေးထပ်ထည့်ပါမယ်။အရင်ဆုံးသူ့ရဲ့ဒီ hot pot ထဲမှာပေါ့နော်ပါတဲ့ဒီအမှုန့်ထုတ်လေးရဲ့အနှစ်ထုတ်လေးရဲ့နှစ်ထုတ်ပါပါတယ်။အဲ့ဒါလေးကိုအရင်ထည့်ပါမယ်။ပေါ့နှစ်ထုတ်လေးဆိုတဲ့အတိုင်းပဲတကယ်ကိုလေနားလေးကနှစ်ကလေးကမွေးနေတာပဲဟုတ်ပေါ့ဒါမဲ့तू อ่ะဟော့ပေါ့ပင်မဲ့ तू อ่ะခါတိုင်းစနီတို့မြင်နေကြဒီခောက်ဆွဲဘက်တို့ကြာကြံဘက်တို့မဟုတ်ပါဘူး तू ကတော့ညှက်ဖက်လေးပေါ့နော်ညှက်ဖက်လေးနဲ့ပြုတ်လုပ်ထားတဲ့မီနူးတစ်ကလေးပါဒါလေးကိုဒီနေ့စနီတို့ကစမ်းစားပြပါပါစမ်းစားကြည့်ရတော့မယ်ပေါ့နော်အဲဆိုရင်ဒီအနှစ်ကလေးလည်းထည့်ပြီးသွားတာဖြစ်တဲ့အတွက်တခြားသောစနီတို့ရဲ့ကြိုက်နှစ်သက်တဲ့ဒီအရွက်ကလေးတွေအသီးလေးတွေတခြားသောဒီစီပီချောင်းလေးတွေအနှစ်ကလေးထည့်ပါမယ်ဟာလေးနော်အဖို့ထည့်မယ်ပြီးသားနဲ့ကြောင်းမှုလေးစမျိုးကြိုက်နှစ်သက်တဲ့အရွက်ကလေးဒီလေးထည့်ပါမယ်လေးပြကြပါဒါလေးကစနီကြိုက်တဲ့ cheese တုံးလေးပါဒီတုံးလေးမုံညင်းဘက်ကလေးလည်းလိုတောက်ထည့်မယ် cheese တုံးလေးလည်းဒီလိုတောက်ထည့်ပါမယ်အားလေးကတော့စီပီချောင်းလေးပါစီပီချောင်းလေးလည်းလိုတောက်ထည့်ပါမယ်နက်လေးကမွေးညာပဲစောင့်ကြည့်ရမ်းစားခြင်းစိတ်ပေါက်လာပြီတော့လည်းတော့ဘိုက်တီစားတာကမန်လူကြလည်းစင်ကြကမန်လူကြလည်းစင်ကြပါတခါတည်းဘလော့လေးထဲမှာမိတ်ဆက်ပေးပြတယ်ဒါလေးကတော့စနီရဲ့ညီမနန္ဒာပါဒါလေးကတော့စနီရဲ့ဒီနေ့ရှူတင်ဖွဲ့လေးရမင်းသားပေါ့နော်ဒီနေ့တော့ရှူတင်ရဲ့နေ့လည်စာအရန်ကိုရှင်းရှင်းလေးနဲ့အရန်ကိုစားမိန်တော့မှာပါစိုက်ပြီးစားနေတော့စားချင်လို့ပေါ့နော်ဒီနာလေးကဆက်ဆောင်မှုကြည့်တော့ဘိုက်တွေအောင်စားလာပါပြီဒီတော့ဝါဆယ်မယ်ကဲအခုစားထည့်ပါပြီဒီပါပြီချစ်တယ်နားနေဆက်ဆောင်မှုကြည့်ညက်ဖက်လေးကိုနုညံ့နေရပဲညက်ဖက်လေးကိုနော်ဒီဟော့ပေါ့မှာညက်ဖက်နဲ့မစားဘူးပေါ့နော်ပြောရမယ်ဆိုရင်ညက်ဖက်နဲ့ကိုစားဘူးကတော့ခောက်ဆွဲရယ်ကြာစဲရယ်ပေါ့အဲ့လိုနှစ်မျိုးပဲစားဘူးတာပါအခုတော့ညက်ဖက်လေးနဲ့ဆိုတော့တစ်မျိုးဆန်းဆန်းလေးစားရမယ်ပေါ့နော်ရတာတစ်မျိုးဖြစ်သွားမှာ
တန်းကြည့်ရမှာ ဟန်ကြည့်ရမှာ တက်ကောင်းမဲ့ပုံပါ ဟုတ်ပါအနံ့နဲ့တော်တော်ဆွဲဆောင်နေပါပြီအနံ့လေးကမှုေးညာပဲပေါ့နော်။အမျိုးဒီလိုလေ ready made ရှင်းရတယ်အခုလိုမျိုး ready made ထုတ်လိုက်တာဖြစ်တဲ့အတွက်ဘယ်နေရာသွားပေါ့နော်။ဘယ်နေရာသွားဆောင်သွားလို့ရတယ်ထည့်သွားလို့ရတယ်။နောက်ပြီးတော့ဒီပေါ့နော်မိဖို့လေးရှိရဆိုရင်ဘယ်နေရာမှာပဲဖြစ်ပေါ့နော်။ဒါလေးပြုတ်စားလို့ရတယ် ready made ထုတ်လေးဖြစ်တဲ့အတွက်ပြုတ်စားလို့ရတာအရန်ကိုအဆင်ပြေတော့ပေါ့နော်။အရန်ကိုအဆင်ပြေပါရဲ့။ သူကမြန်လဲမြန်3မိနစ်လောက်ဆိုရင်ရပါပြီ ဟုတ်တယ်သူ့ကိုပြုတ်ရတာလေစနေခုနကမိနစ်ပိုင်းလေးပဲကြာလိုက်တယ်3မိနစ်ပေါ့နော်ပြောရမယ်3မိနစ်လေးပဲကြာလိုက်ပါတယ်အဲ့ဒါလေးကိုတော်တော်နူးသွားတာပေါ့နော်တော်တော်ဖက်ကလေးမှာညက်ဖက်လေးမှာနူးပြီးတော့ပြီးစင်းသွားတာစနေကနောက်ဆုံးညမှအသားစိမ့်ကြီးထည့်မယ်လို့တော့စိတ်ကူးထားတဲ့အချိန်မှာဒါပေမဲ့ तू ကတော်တော်နူးတာညံ့တယ်ပေါ့နော်အဲ့ဒါလေးပါ ချရတာအချိန်မပေးရတော့အခုလိုမျိုးမီးပြတ်တဲ့အချိန်ကိုပို့ပြီးတော့ဆင်ပြေတယ် ပို့ပြီးတော့အဆင်ပြေတယ်မီးမပြတ်တဲ့အချိန်ကရင်မီးပြတ်တဲ့အချိန်မှာဖြစ်ဖြစ်အိမ်မှာပြင်းလို့စားခြင်းနဲ့ဟော့ပေါ့ပူပူလေးအပြင်မှာစိုက်မှာဆိုရင်သွားပြီးတော့ထွက်စားတဲ့ခါကျနေပူတယ်ကွာနေပူတော့အရန်ကိုထွက်စားရင်လည်းပင်မန်းတယ်ပေါ့ပင်မန်းတယ်အခုဆိုရင်အိမ်မှာအစင်သစ်လေးခုလိုမျိုးအထုပ်လေး ready made လေးရှိရဆိုလို့ရှိရင်အစင်သစ်လေးပြုတ်စားလိုက်ရုံပါပဲရှင် ချိန်လည်းမကုန်ဘူးသူလည်းမတင်ဘူးရတာရှိတယ်စားလို့ရ ဟုတ်ပါ ညက်ဖက်ဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဟိုပိုက်ဆောင်လည်းမမြင်ဘူးပေါ့ ဟုတ် ပြီးတော့မီးပြတ်တဲ့အချိန်နဲ့လည်းပြင့်ပြောအချိန်တိတ်ပေးအောင် ဟုတ်ပါရဲ့ နဲ့တော့ပိုးနေတယ် ဒါဆိုရင်စနေရမီးလေးကတော့ခဏပိတ်လိုက်ပါမယ်အရန်ကိုပွက်ဆူနေဖြစ်တဲ့အတွက်မီးလေးခဏပိတ်လိုက်မယ်ကဲအခုဆိုရင်တော့အချိန်မိနစ်ပိုင်းလေးအတွင်းမှာခဏလေးအတွင်းမှာပေါ့နော်ညက်ဖက်လေးနဲ့ဟော့ပေါ့ပူပူနေနေလေးစားသုံးနိုင်ပါပြီရှင်ကဲအခုဆိုရင်တော့စားသုံးပါပြီ စားပိတ်စစ် စားလို့ပါမယ်ဟုတ်ပါဘူးနော် အရသာလည်းဆိုင်နေမှာစားသလိုမျိုးတကယ်ကိုဟော့ပေါ့အရသာအနှစ်ကလေးနဲ့အနံ့လေးရာစားပေါ့နော်ဆိုင်နေမှာစားသလိုတကယ်ကိုညက်ဖက်လေးရလဲနူးနူးညံ့ညံ့လေးနဲ့ကိုအရန်ကိုစားလို့ကောင်းပါရဲ့ စားနေကြရှင်းရှင်းလည်းမကြည့်ဘူးနော် အရင်ကစားနေကြရှင်းရှင်းရတော့ဒီကြာကြံမဲတွေ့တော့ဗောနော်ကြာကြံမဲစားနေကြပါအခုတော့ညက်ဖက်လေးနဲ့ကြာတစ်မျိုးလေးစားရတာပေါ့ရှင် မင်းရ အဆက်ရတာလည်းအရန်ကိုဆက်တဲ့လူတွေဆက်တာကိုအရန်ကိုမကြိုက်တဲ့လူတွေအတွက်လည်းအရန်ကိုသိအဆင်ပြေရယောက်ျားလေးရောမိန်းကလေးရောစားသုံးလို့ရတယ်အရသာအနက်အရသာအစုံပြီးပြည့်စုံပါပဲ ဘိုးတို့စမ်းဖိုင်းလူတွေအတွက်လည်းအဆင်ပြေ ရတာလည်းကောင်းတယ်တော်တော်ကောင်း မောင်းချက်နော် အမုန်းစိတ်ပါ အားလုံးကောင်း အရန်ကိုရတာဒီနေ့ရဲ့ရှူတင်ရဲ့နေ့လည်ကလေးက perfect ပါ ဖတ်တယ်မောင်းပါဘူး ကဲအခုဆိုရင်တော့စားလို့လည်းကုန်သွားပြီဖြစ်တဲ့အတွက်ဒီစနီတို့ရဲ့ဒီရှင်းရှင်းဟော့ပေါ့ရတာနဲ့ပေါ့နော်ရတာနဲ့ရှင်းရှင်းညှက်ထုတ်လေးကိုစားသုံးကြည့်ဖို့ကျေးဇူးတင်ပါတယ်ရှင်